ကလေးကဝင်လေးတွေအထက်900နီးပါးအများကြီးပဲဝင်လာပါတယ် size လေးကတော့14 16 18ဆိုပြီးတော့3 size ရပါမယ်နော်ကလေးကဝင်လေးအနော်ပြပေးပါမယ်14လက်မ size ကဒီလိုသေးသေးလေးပါနော်14လက်မ size ကတော့တစ်နှစ်အောက်ဝတ်ရတဲ့အရွယ်လေးပါဒီလိုလေးပါအရန်ချစ်ဖို့ကောင်းတဲ့လက်ရက်ကန်ထည်လေးပါနော်ရနိုင်တဲ့ကာလာလေးတွေကတော့အဝါရမယ်အပြာမယမ်းစေးအဖြူမြင့်ချီမင်ကိုအသားဆိုပြီးတော့ကာလာစုံအများကြီးပဲရပါမယ်နော်နောက်ပြီးတော့16လက်မ size ပြပေးပါမယ်ဒီအနောက်မှာထားတာကတော့ဒါ16လက်မ size ပါနော်ရနိုင်တဲ့ကာလာလေးတွေကအဖြူခံလေးတွေပေါ်မှာကာလာစုံအများကြီးပဲရပါမယ်နောက်ပြီးတော့အဝါရောင်လေးရမယ်ကြက်သွေးရမယ်နောက်ပက်ဆီရောင်လေးရမယ်ဒါလေးကတော့ပန်းရောင်လေးရပါမယ်နောက်ပြီးတော့ကြံရည်ရောင်လေးရပါမယ်နော်ဒီ16လက်မ size ကတော့2နှစ်3နှစ်ဝတ်ရတဲ့အရွယ်လေးပါနောက်ပြီးတော့18လက်မ size လည်းရပါမယ်နော်18လက်မ size ကတော့ဒီမှာပါသူကတော့4နှစ်ကနေ6နှစ်လောက်ထိဝတ်လို့ရပါတယ်ရနိုင်တဲ့ကာလာလေးကတော့ဘဲစိမ်းဒေါနာကြက်သွေးဗေဒါဆိုပြီးတော့ဒီကာလာလေးတွေရပါမယ်နော်နောက်ထပ်တစ်မျိုးကကြတော့ဒီလိုမျိုးလေးပါ18လက်မခရီပွင့်ကာပေါ်မှာနော်ဒီလိုပုံစံလေးပါလက်ရက်ကန်ထည့်လေးပါနော်ကာလာစုံအများကြီးပဲရပါမယ်သူကတော့4နှစ်ကနေ6နှစ်ဝတ်လို့ရတဲ့ size ပါအားလုံးပေါင်းအထည်900နီးပါးဝင်လာပါတယ်လက်လီလက်ကအားပေးလို့ရပါတယ်အနောဆိုင်ကဖန်အံမှာဖွင့်ထားပါတယ်နော်